အားလုံးပဲမင်္ဂလာပါစီတူအိုဘီနီယိုကနေကြိုဆိုလိုက်ပါတယ်ကာရာဘောင်ဖလားပိုလူပွဲမှာမန်စီးတီးအသင်းဘလို့နီးပြူဟာတွေကိုအသုံးပြုသွားတယ်လေအာဆင်နယ်အသင်းဘလို့အားနည်းချက်တွေပေါ်ခဲ့ရလဲဆိုတဲ့အကြောင်းတွေကိုအသေးစိတ်သုံးသပ်သွားမှာဖြစ်ပါတယ်မန်စီးတီးအသင်းရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tactical plan တွေကိုမြင်တွေ့ခဲ့ရပြီးတော့အထူးသဖြင့်ပြောစမှတ်တွင်ခဲ့တာကအာဆင်နယ်အသင်း progression လုံးဝဒီပါမလုံနိုင်ခဲ့ခြင်းဖြစ်တယ်ကျွန်တော်ရဲ့မနေ့ကလည်းရတဲ့ review မှာလည်းဒီအကြောင်းကိုကျွန်တော်ပြောပြခဲ့တယ်အာဆင်နယ်အသင်းဟာ progression via pass အင်မတန်နည်းပါးခဲ့တယ်ပြီးတော့ progression via carry အင်မတန်နည်းပါးခဲ့တယ် carry ဘောလုံးကိုတည်သွားခြင်းဆိုတဲ့အရာမှာ1တောင်မကျော်ဘူးဆိုတာမျိုးတွေ့ခဲ့ရတယ် Manchester City အသင်းကစားသမား8ယောက်ဟာ1အထက်မှာလွတ်လွတ်ကျွတ်ကျွတ်ရှိနေတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်အာဆင်နယ်အသင်းရဲ့တိုက်စစ်တွေကွင်းလေကစားပုံတွေပေးတဲ့ပလေးတွေကိုကျွန်တော်တို့လုံးဝနီးပါမမြင်ရလို့ဖြစ်ခဲ့တယ်ဘာဖြစ်လို့အဲ့လိုဖြစ်ရလဲ Man City အသင်းရဲ့ pressing pattern ကြောင့်ပွဲရဲ့အချိန်အများစုပွဲရဲ့အချိန်အကုန်လုံးမှာတော့မြင်တွေ့နေရတာမဟုတ်ဘူးဒါပေမဲ့ပွဲရဲ့အရေးပါတဲ့ sector တွေမှာအဲ့ဒီပုံစံကိုမြင်တွေ့ရတယ် Manchester City အသင်းဟာ Arsenal ကို4-4ပုံစံမျိုးနဲ့ risk ယူပြီးတော့ pressing လုပ်ခဲ့တယ်ဘယ်တော့မှဒိုကူပြီးတော့ Haaland ပြီးတော့ Ryan Shaqiri ပြီးတော့ Semenyo အဲ့ဒီအတွဲ၄ယောက်ဟာ Arsenal ရဲ့ခံစစ်ကိုတက်ပြီးတော့ pressing လုပ်တယ် pressing လုပ်တဲ့နေရာမှာအဓိကအဖြစ်ဘာ function ကိုအဓိကထားတာလဲဆိုတော့ Declan Rice နဲ့ Zubimendi တို့အတွဲစီကိုဘောလုံးပြပို့ခြင်းမခံရအောင်အဲ့ဒါကိုကန့်သတ်တာပြီးတော့အဲ့ဒီလိုမျိုးရဲရဲတင်းတင်းလှုပ်ရဲတဲ့နေရာမှာဘာဖြစ်လို့အဲ့လိုရဲရဲတင်းတင်းလှုပ်လဲဆိုတော့ Guardiola အနေနဲ့ Arteta ဟာ Kepa Arrizabalaga ကိုပဲသုံးလာမယ်လို့တွက်ဆထားတယ်တွက်ဆထားတဲ့အခါမှာ David Raya ရဲ့ passing ability အားလုံးသိရတဲ့အတိုင်းပဲတော်တော်လေးကောင်းနေတယ်မှာပါတယ်ပြီးတော့ long ball တွေကိုအရန်ကောင်းတဲ့ပုံစံနဲ့ကန်တင်နိုင်တယ်အရန်ကောင်းတဲ့ပုံစံဆိုတာကဘောလုံးကိုသမားတွေရော long ball ကန်တင်ကြတာပဲဖြည်းဖြည်းလေးနဲ့လေးဘောတက်သွားပြီးတော့အောက်ကိုစိုက်ပြီးပြန်ကြတယ်ဆိုတဲ့ဘောလုံးမျိုးမဟုတ်ဘူး David Raya ပေးပို့တာကတော်တော်လေးကြက်ကြလက်ကြရှိတယ် Kepa Arrizabalaga တင်လိုက်တယ်ဆိုရင် तू ကတာမန်ကိုသမားတစ်ယောက်ရဲ့ long ball ပုံစံမျိုးပဲကစားတတ်တယ်မကစားတတ်တာမဟုတ်ဘူး David Raya လောက်မကောင်းတာ David Raya လောက်မကောင်းတဲ့အတွက်ကိုသမားရဲ့ passing ability ဆိုတာကြီးကိုတိတ်ပြီးတော့ကြောက်မနေတော့တာမန်ကိုသမားပဲတခြားကိုသမားတွေဒီလိုပဲကစားတာပဲအဲ့ဒီအတွက်ကြောင့်အဲ့ဒီကန်နာကို Guardiola ကဖဲ့ပြီးတော့စဉ်းစားလိုက်တယ် present ၄ယောက်နဲ့တက်လုပ်တယ်အဲ့ဒီ present ၄ယောက်ဟာ Man City first line ပေါ့ Man City ရဲ့ first line Man City ရဲ့ first vanguard အဲ့ဒီ vanguard present က Arsenal ရဲ့ passing lane ကိုပိတ်ဆို့ထားတယ်Declan Rice ပေးလို့မရအောင် Zubimendi ပေးလို့မရပိတ်ဆို့ထားတယ်အဲ့တော့ခုနက Declan Rice နဲ့ Zubimendi ကအနောက်ထဲကိုဆင်းဖို့လိုလာတယ်ပြဿနာက Zubimendi ဟာလုံးဝမဆင်းခဲ့ဘူးတကယ်တော့ဒါဟာ तू မလုပ်တာ तू မလုပ်ဘူးဆိုတာထက်ကျွန်တော်က Arteta ကမလုပ်ခိုင်းတာလို့ပဲပြောရလိမ့်မယ် Arteta ကတော့ဒါ Zubimendi ကိုမယုံတာလည်းဖြစ်ရင်ဖြစ်မယ်မပြောတတ်ဘူးဒါပေမဲ့ Zubimendi ကစားတာကြည်ဘူးတဲ့လူဆို Arsenal မရောက်ခင်ကတည်းကကြည်ဘူးတဲ့လူဆိုသိလိုက်မယ် Zubimendi က Sociedad မှာတော့ကနောက်ဆုံး line နဲ့ဒီဆင်းပြီးတော့ဘောလုံးယူပြီးတော့ဘောလုံးကိုတည်လဲတည်နိုင်တယ်ဖြန့်လဲဖြန့်နိုင်တယ်။ तू အဲ့ဒါကိုမလုံးနိုင်ဘူးဆိုပြီးတော့ Arsenal ရဲ့ဝန်းမှာပြောနေကြတာတွေ့တယ်။အဲ့ဒါလုံးဝမဟုတ်ဘူး။ Sociedad အသင်းကအခြေစွမ်းကိုပြန်ကြည့်လို့ရတယ်။ At least Sociedad ပွဲကျွန်တော်ကိုယ်တိုင်လည်းပွဲအားလုံးမကြည့်ဘူး။ဒါပေမဲ့ Barcelona တို့ Real Madrid တို့နဲ့ဆိုကျွန်တော်ကြည့်ဘူးတဲ့ပွဲတွေအများကြီးရှိတယ်။ပြီးတော့ Europa League ပွဲတချို့ကျွန်တော်ကြည့်ဘူးတယ်။ Champions League ပွဲတချို့ကျွန်တော်ကြည့်ဘူးတယ်။ Zubimendi ဟာအဲ့ဒါကိုကောင်းကောင်းလုပ်နိုင်တယ်။စပိန်အသင်းနဲ့ပွဲတွေကိုလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာ Nation League တို့ပြီးတော့ဒီအင်္ဂလန်အသင်းနဲ့ final တို့အစရှိတဲ့ပြင်အများကြီးတာတာကားတွေရှိတယ်။ Rodri တို့လောက်ကောင်းချင်မှာကောင်းမယ်။ Pedri တို့လောက် Vitinha တို့လောက်ကောင်းချင်မှာကောင်းမယ်။ဒါပေမဲ့ तू ဟာလုံနိုင်တယ်။လုံးဝနီးပါးမလုံဘူးဒီပွဲမှာဘာလို့လဲဆိုတော့ဒီ pass receive တွေကိုကြည့်လိုက်ရင် Zubimendi ရဲ့ pass receive ကအင်မတန်ကိုနေပါခဲ့တာကိုတွေ့ရတယ်။အင်မတန်ဆိုတာထက်တောင်ဆိုသေးတယ်။အင်မတန်နေပါခဲ့တာ။ပြီးတော့ပွဲချိန်အစကနေ65မိနစ်လောက်အတွင်းမှာ Zubimendi ကိုယ့်ရဲ့ old half ထဲမှာ pass receive 2ချိန်ပဲရှိတယ်။ဒါဟာဘာဖြစ်လို့လဲZubimendi ရဲ့ overall ဘောလုံးလက်ခံမှုကိုကြည့်လိုက်မယ်ဆိုရင် middle third zone တော့မဟုတ်ဘူး middle third zone အလဲကိုပိုင်းလိုက်မယ် middle third zone on half ရှိမယ် middle third ရှိမယ် final third ရှိမယ်သူနေရာယူတာကများသောအားဖြင့်အဲ့ဒီ middle third နဲ့ final third ဂျာအကူးလူလောက်ကိုရောက်တယ်အဲ့လိုပုံစံဖြစ်နေတယ်သူဟာ first function midfielder ပုံစံမဟုတ်ဘဲနဲ့အရှိကိုရောက်နေတယ်အဲ့ဒီအရှိကိုရောက်နေတဲ့ကစားပုံ Arsenal တိုက်စစ်ကိုကူညီပုံအတွက် Arsenal ပရိသတ်တွေကိုယ်တိုင်ရောလေ့လာသူတွေရောဒီဟာကိုချီးကျူးခဲ့ကြတယ်ချီးကျူးခဲ့ကြတယ်ရှေ့ပွဲတွေကအများကြီးပဲဒါရဲ့ကောင်းကျိုးတွေလည်းအများကြီးခံစားခဲ့ရဘူးလေဂွာယူလာဟာဒါကိုထပ်ပြီးတော့ရိတ်မစားမိထားတယ်ဒီအခြေအနေကိုသူ့အနေနဲ့ဖျက်တောက်ဖို့အတွက်စူးစမ်းတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒီခုန4-4 press နဲ့ pressing အရန်ပြင်းလို့လည်းမဟုတ်တယ်လို့
ဘာကြောင့်မှမဟုတ်ဘူးခုန Arteta ရဲ့အဲ့ဒီ characteristic ကိုသူဒီ characteristic ပဲဆက်သွားမယ်လို့သူမှန်းဆမိရတဲ့အတွက်အဲ့ဒီ characteristic ကိုဘယ်လိုတားမလဲဆိုတော့ plan ကိုသူရှာဖွေလာတာအဲ့ plan ကိုဖောက်မဲ့လက်နက်တွေမရှိတာမဟုတ်ဘူးအရင်ကရှိခဲ့တယ်အထူးသဖြင့် Eberechi as a ပါဝင်ခြင်းပြီးတော့သို့မဟုတ် Odegaard ပါဝင်ခြင်းသို့မဟုတ် David Raya ပါဝင်ခြင်းအခုအဲ့ဒီလူတွေအကုန်မပါဘူးဒါဟိုလူမပါခြင်းဒီလူမပါခြင်းဆိုတဲ့အကြောင်းကဏ္ဍကိုကျွန်တော်ပြောတာမဟုတ်ဘူးမန်စီးတီးမှာလည်းမပါတဲ့လူတွေအများကြီးပဲအာဆင်နယ်ဟာအဲ့ဒီလူတွေမပါရင်အဲ့ဒီလူတွေမပါတဲ့ပုံစံနဲ့ကစားဖို့လိုတယ်အခုကကြတော့အဲ့ဒီလူတွေမပါဘူးဒါပေမဲ့အဲ့ဒီလူတွေပါတော့ကအတိုင်းပုံစံနဲ့ကစားနေခဲ့တာဒီຢာကိုကျွန်တော်ထောက်ပြချင်တာအဲ့ဒီအတွက် Guardiola တွက်ဆထားတဲ့အရာတွေအကုန်လုံးဖြစ်လာတဲ့အခါမှာခုနလိုမျိုးတားဆီးနိုင်တယ်အဲ့ဒါကဘယ်လိုသိတာလဲဆိုတော့ပွဲအရှင်ရလာလေပို့ပြီးတော့သိတာလေပထမပိုင်း15မိနစ်မှာအာဆင်နယ်တိတိကျကျအသာစီးရတယ်လို့ပြောလို့ရတယ်အဲ့ဒီ15မိနစ်နောက်ပိုင်း15ကနေ30နောက်ပိုင်းပွဲက literally even ဖြစ်လာတယ်30ကနေ45မိနစ်နောက်ပိုင်း Man City ဘက်ကိုပြန်ရောက်လာတယ် shape ကအဲ့လိုမျိုးတက်သွားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အာဆင်နယ်အသင်းလူပေးရခတ်ပြီးတော့2မိနစ်အထက်ဘောလုံးကင်ထားတယ် back line ထဲမှာ2မိနစ်အထက်ဘောလုံးကင်ထားတယ်အဲ့ဒီအခြေအနေတခုဆိုတော်တော်ရုပ်ပေါက်တယ်ကျွန်တော်အချင်းချင်းပြန်ကြည့်ပြီးသွားပြီး ball regression ပြန်လုပ်တယ် progression မလုပ်နိုင်တဲ့အတွက် regression နောက်ကိုပြန်ပေးတယ် Man City ကိုချဲထုတ်ပြီးတော့သူတို့အဲ့ဒီဘောလုံးကို progress ပြန်ဖြစ်အောင်လုပ်မလို့ shape ပြန်ပြီးမြန်ပို့မလို့ဆိုတဲ့အခြေအနေမှာ pressing မိတယ် pressing မိတဲ့အခါမှာ Arsenal ရဲ့ဝိသေသနောက်တစ်ခုထပ်ပေါ်လာတယ်ဘာလဲဆိုတော့ Arsenal ဟာတတိအရန်ကြီးတယ် cautious အရန်ဖြစ်တယ်စွန့်စားတဲ့ပေးပို့မှုတွေဘယ်တော့မှမပေးဘူးသို့မဟုတ်အလွန်ထဲပိုင်းနှုံထားပဲပေးတယ်အဲ့ဒီအချက်တွေကြောင့်ခုန line တွေကြားတဲ့ကို wall ကနေဖြတ်ပြီးတော့ပေးတဲ့ဘောလုံးကနဲတယ်သို့မဟုတ်ပေးရမယ့်အချိန်မှာမပေးရဘူး safe pass ကိုရှာရင်းနဲ့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဒါကြောင့်မလို့ကျွန်တော်ခုနပြောခဲ့တဲ့ sequence က2မိနစ်အထက်ကြာတာဖြစ်တယ်အဲ့ဒီ2မိနစ်အထက်ကြာပြီးတော့ဘာလုပ်လဲဆိုစွန့်စားပြီးတော့ပေးလိုက်တယ်ကွင်းလေဘာလဲဆို saver လား Ryan Shaki လားမသိဘူး interception လုပ်ပြီးရယူသွားတယ်ပြတ်သွားတယ် Man City ရသွားတယ်အဲ့ဒီပုံစံမျိုးဒီပွဲထဲမှာမကြာခဏတွေ့ရတယ်ဒါဟာ Man City လောက်သွားတဲ့ဒီ tactical outclass ဖြစ်တယ်ပေါ့နော်ပြီးတော့ပုံမှန်အားဖြင့်ကျွန်တော်ခုနပြောသလိုအဲ့လိုအခြေအနေမှာကိုသမားပေးကိုသမားဝီးဆိုပြီးတော့ကန်တင်လိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒီဝီးဆိုပြီးကန်တင်တဲ့နေရာမှာ David Raya မဟုတ်နေဘူးကက်ပါကတော့ကက်ပါပုံစံနဲ့ပဲကန်တင်ပြီးတော့များသောအားဖြင့်ပွဲချိန်15မိနစ်နောက်ပိုင်းမှာ second ball တော်တော်များများကို Man City တင်ရရှိခဲ့တယ်ဒီနေရာမှာ Rodri ကိုအရန်အသိမဲ့ပြုရမယ်ဒီပွဲရဲ့ unsung hero ဖြစ်တယ်ရရှိသွားတဲ့ဂိုး2ဂိုးစလုံးမှာ Rodri ရဲ့အခန်းကဏ္ဍကြီးမားခဲ့တယ်လို့ကွင်းလယ်ကိုလုံးဝထိန်းချောင်းသွားခဲ့တယ် Rodri နဲ့ Arsenal အသင်းရဲ့ကွင်းလယ်ကစားသမားတွေခြားက brain level ကွာခြားချက်သို့မဟုတ်ပွဲအထာဖက်ခြင်းကွာခြားချက်ဒီလိုပဲပြောကျွန်တော်ကတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ Declan Rice လို့ဆိုပြီး Mendy တို့ဟာ formula ထဲမှာပိတ်မိနေခဲ့တယ်အဲ့ဒီ formula ရဲ့အပြင်ကိုဖောက်ထွက်ပြီးကစားခြင်းမရှိခဲ့ဘူးအဲ့တော့အဲ့ဒီ formula ခေးလောက်ခံရတဲ့အခါမှာသူတို့တွေဘောလုံး progress လုံးဝမဖြစ်တော့ဘူး Arsenal ရဲ့ build up ဆိုတာကိုမမြင်ရသလောက်ဖြစ်သွားတယ် Arsenal ညံ့ခဲ့တာလားလို့ဆိုရင် Arsenal ကအရင်ကြီးညံ့ပြင်းနေတာသူတို့ပြည်သက်တွေပြောသလို Arsenal ညံ့လိုက်တာကွာအဲ့လိုမျိုးမဟုတ်ဘူး Arsenal အဲ့လောက်ညံ့နေတာမဟုတ်ဘူး Arsenal ဟာသူတို့ပုံစံအတိုင်းပဲလာဖို့ရှိခဲ့တယ်အဲ့ဒီအရာကို Man City ကကောင်းလွန်းတဲ့အတွက်ချိုးဖျက်နိုင်ခဲ့တာဖြစ်တယ်ပြီးတော့နောက်ထပ်စဉ်းစားရမယ့်အချက်တွေရှိသေးတယ်ဒါကတော့ Cabarisa Balaga တို့ဒီပါဝင်ခြင်းမပါဝင်ဒီသူ့ထက်သွင်းမယ်မထက်သွင်းဘူးပြီးတော့ Arsenal အသင်းရဲ့ဒီခံစစ်တခြားသောနေရာတွေအကုန်လုံးကပုံမှန်အတိုင်းပဲသွားတယ် Man City အသင်းကကြတော့စမန်ညိုကိုညတောင်းမှတုံးသွားတယ်ဒါကို line နဲ့ထုတ်တဲ့လူတွေတောင်မမှန်းဆထားဘူးပုံမှန်တိုင်းပဲ1-3နှစ်ပုံစံမျိုးနဲ့စမန်ညို Haaland နောက်မှာ Ryan Shaki Bernardo Silva ပြီးတော့ဒီဘက်မှာ Doku နောက်မှာ Rodri အဲ့လိုပုံစံလို့ထင်ထားခဲ့တာဒါပေမဲ့ Man City အဲ့လိုကစားသွားတာမဟုတ်ဘူးစမန်ညိုကတောင်းမှကစားသွားတာ4-3တက်အဲ့ဒီကြားထဲမှာကူလူပြီးကစားသွားတယ်စမန်ညိုဟာဟင်ကပီယေကိုတစ်ချိန်လုံးဒုက္ခပေးခဲ့ဒုက္ခပေးရဲဆိုတာကြော်နိုင်တာမဟုတ်ဘူးစမန်ညိုကိုယ်တိုင်လည်းအဲ့ဒီအကြောင်းကိုစိတ်လိုလဲရပြောသွားတယ်မကြော်နိုင်ဘူးဆိုတာငါသိတယ်ငါလောက်ကကြော်ဖို့မဟုတ်ငါလောက်ကသူ့အလို့ရှော့အောင်လုပ်ဖို့အဲ့ဒီ stretching လုပ်ခြင်းပေါ့ Arsenal ကန်စစ်ကို stretch လုပ်တယ် stretch လုပ်ပြီးတော့နောက်ကနေပြေးဝင်လာတဲ့ Nico O'Reilly အခွင့်အရေးရတယ်အဲ့ဒီပုံစံကိုသုံးသွားတာမှာ Nico O'Reilly ရဲ့ interview မှာကျွန်တော်တို့တွေ့ရတဲ့စကားက Guardiola ကပထမပိုင်းပြီးတဲ့အချိန်မှာအသေးချာမှားတယ်ညာဘက်မှာငါတို့ဒီဘောလုံးကို generate လုပ်ပြီးတော့ဒီဘက် channel မှာအဟတွေကိုလွတ်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲ့ဒီအကြောင်းကို letter review မှာလည်းကျွန်တော်ပြောခဲ့တယ်ပြောတော့ကျွန်တော်ခုန Guardiola မှားတာကျွန်တော်မသိဘူးအခု Nico O'Reilly ရဲ့ interview ကိုတွေ့တဲ့အခါမှာတော့ကျွန်တော် Guardiola လည်းမှားခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီနှစ်ကိုးစလုံး switch that play ဒီဘက်ကနေဘယ်ဘက်ကနေညာဘက်ကို switch လုပ်လိုက်ခြင်းမှာအခြေခံတယ်
ပထမ switch က Rodri ဘောလုံးကိုဒီ back line နဲ့တူရလာတယ်ဟိုဘက်ကို land switch လိုက်တယ် switch လိုက်တဲ့အချိန်မှာဒီညာတော်မဘက်ကနေ Ryan Shaqiri ကို generate Bernardo Silva နဲ့ Ryan Shaqiri ကို generate လုပ်ပြီးတော့ Ryan Shaqiri တင်လိုက်တယ်ကိုသမားညံ့သွားတယ် O'Reilly ကိုရသွားတယ်ကိုသမားညံ့ခြင်းဆိုတာက Arsenal ဘက်အပိုင်းဖြစ်ပြီးတော့ Man City ဘက်ကအားနည်းချက်တွေရှာဖွေခြင်းဆိုတာက structure ဘိုင်းဆိုင်ရာအပိုင်းဖြစ်တယ်ကိုသမားညံ့တဲ့အကြောင်းကထည့်ပြောမှာဖြစ်တယ်လို့ structure ဘိုင်းမှာ Arsenal ရဲ့ဟာကွက်တွေပေါ်အောင်ဘယ်လိုလုပ်သွားလဲဆိုတဲ့ဖြစ်ရပ်ကိုလည်းထည့်ပြောမှာဖြစ်တယ်ပြီးတော့ဒုတိယကိုဆိုရင်လည်းဒိုကူဟာဒီကွိုင်အနေနဲ့လူတွေအများကြီးကိုဆွဲခေါ်ထားတယ်အဲ့ဒီကနေဟိုဘက်ကိုဖြန့်လိုက်တယ်မနေ့ကလည်းတဲ့ review မှာကျွန်တော်ပြောတာမှားသွားတယ် Ryan Shaqiri နောက်ပေါင်းနဲ့ပေးတာထင်ခဲ့တယ်မဟုတ်ဘူးအဲ့ဒါ Rodri ကနောက်ပေါင်းနဲ့ပေးပြီးတော့ Matheus Nunes လွတ်သွားတယ်တကယ်ကိုပြောင်မြောက်တဲ့ပြောမှဆိုရင်ညာချမ်းကိုသုံးချပြီးတော့ဘယ်ချမ်းမှာဟာကွက်တွေဖြစ်အောင်ပြုလုပ်ခြင်းတော်တော်လေးပြောင်မြောက်ခဲ့တာကိုတွေ့ရတယ်အဲ့လိုလုပ်တဲ့နေရာမှာ Man City အသင်းဟာ in possession ဘောလုံးကင်ထားတဲ့အခြေအနေမှာပြောင်မြောက်ခဲ့တယ်လို့ out of possession ဘောလုံးမရှိတဲ့အခြေအနေမှာလည်းအရန်ကိုပြောင်မြောက်ခဲ့တယ်ဒါအပြင် Arsenal အသင်းဘာ lack ဖြစ်ခဲ့လဲဘာကင်းမဲ့ခဲ့တယ်လဲ intensity ကင်းမဲ့ခဲ့တယ်ပြီးတော့ high pressing အရန်ကြီးမပေးနိုင်ခဲ့ဘူးဒီလိုမျိုးဘောလုံးကင်ကစားတာကောင်းတဲ့အသင်းတွေကို Arsenal ရင်ဆိုင်ဘူးတယ် Bayern Munich အသင်းကိုသူတို့3-2 နဲ့တော့အနိုင်ယူခဲ့ဘူးတယ် Bayern Munich အသင်းဟာလည်းအဲ့လိုမျိုးဘောလုံးကင်ကစားတာကောင်းတယ်ဒါပေမဲ့သူတို့ Bayern Munich ကိုဘာရိုက်ချိုးနိုင်ခဲ့လဲဆိုတော့သူတို့ရဲ့ intensity သူတို့ရဲ့ high pressing ကောင်းဘောလုံးတည်လို့မရအောင်ပြုလုပ်နိုင်ခဲ့တယ်အဲ့ဒီပွဲရဆိုရင် Origa တော့ပါလာမဟုတ် Eze နဲ့ပဲ present လုပ်ခဲ့တာဒါပေမဲ့သူတို့အောင်မြင်တယ်ဒါကတော့သူတို့ရဲ့ prime အချိန်သူတို့အရန်ကောင်းနေတဲ့အချိန်ဖြစ်နေရလဲပါတယ်အခုအချိန်မှာတော့သူတို့အဲ့ဒီပုံစံကို high pressing လုပ်မယ် combat ဖြစ်အောင်ပြန်လုပ်မယ် high pressing လုပ်မယ် combat ဖြစ်အောင်ပြန်လုပ်မယ်အဲ့ဒီနှစ်ခုကိုအဆင်ပြေအောင်မလုပ်နိုင်ခဲ့ဘူးပြီးတော့ Arsenal နဲ့ Man City ဘာကွာခြားသွားလဲဟုတ်ပြီ high pressing တွေပေးနေတယ်ပဲထားပါတော့ခုန Bernardo Silva တို့ sorry Bayern Munich အနေထားမျိုးပဲသူတို့ပေးနိုင်တယ်ပဲထားပါတော့ Man City ရဲ့အဲ့ဒါကိုဖောက်ထွက်နိုင်ချေပုံမြင့်တယ် Arsenal ထက် Arsenal မှာ Timber မပါဘူး Calafiori မပါဘူး Eze မပါဘူး Origa မပါဘူးအဲ့ဒီအခြေအနေတွေကဒါက ball playing လုပ်တဲ့လူတွေဒီနေ့ပွဲမှာ Van White နဲ့ Hinkapie ရဲ့နေရာယူပုံကိုကြည့်လို့ရတယ်ဒီကစားသမားတွေကကစားသမားကောင်းနေဒါပေမဲ့ဂျင်းနဲ့ကြက်ထဲမှာဘောလုံးလက်ခံဖို့အဲ့ဒီဘောလုံးကို progress လုပ်ဖို့ဒီအပိုင်းတွေမှာကြတော့ခုန mention လုပ်ခဲ့တဲ့ Timber တို့ Calafiori လောက်မကောင်းတော့ဘူးလိုအပ်ချက်ရှိတယ်သူတို့ရဲ့ style ကတစ်မျိုးအဲ့တော့အဲ့ဒီအခြေအနေလေး Man City အသင်းကြတော့အဲ့လိုမဟုတ်ဘူး Arsenal ဟာ pressing ပြင်းပြင်းထန်ထန်ပြီးရင်ရနိုင်ချေအများကြီးရှိတယ်ဘာလို့လဲဆိုတော့ဟိုဘက်ကခံစစ်က Ruben Dias နဲ့ Guehi နဲ့မဟုတ်နေတဲ့အခါမှာသူတို့အဲ့ဒါကို force လုပ်ခဲ့တဲ့တယ်ဒါပေမဲ့ force မလုပ်ခဲ့နိုင်ဘူးမလုပ်ခဲ့နိုင်တာက Arsenal ဘက်ကတကြောင် Man City ဘက်ကပြန်ကြည့်ရင် Man City ဟာကူညီပေးရဲ့လူအများကြီးရှိတယ်အဲ့ဒီ line တွေကို Rodri ရဲ့ Bernardo Silva ရဲ့တစ်ချိန်လုံးပူးကပ်ပြီးတော့အများကြီးအဲ့ဘောလုံးတွေကို generate လုပ်ဖို့ circulation လုပ်ဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိခဲ့တယ်အမြဲတမ်းပြဿနာတွေဖြေရှင်းပေးခဲ့တယ် Kusanov တို့က Rodri ကိုလှိမ့်မိလိုက်ရုံပဲ Rodri ကကျန်တာဆက်လုပ်သွားတာ Bernardo Silva ကျန်တာဆက်လုပ်သွားတာများသောအားဖြင့် Rodri က pivot သူ့ကို orbiting လုပ်ပြီးတော့လှည့်နေတာက Bernardo Silva လို့ပြောလို့ရတယ်ပထမအကိုမှာ Bernardo Silva ညာဘက်ကိုထွက်ခဲ့တယ်ဘာလို့လဲအဲ့ဒီပြဿနာကလည်း Arsenal ကိုတော်တော်လေးဒုက္ခပေးခဲ့တယ် Declan Rice ကအရင်အလုပ်ရှုပ်တယ် Rodri Bernardo Silva Semenyo Shaqiri အဲ့ဒီညာဘက်မှာလာပြီးတော့ဒုက္ခပေးနေတဲ့၄ယောက်ပြီးတော့တက်လာတဲ့ Matheus Nunes အဲ့ဒီလူတွေအကုန်လုံးကို cover လုပ်ကြတာတော်တော်လေးခက်ခဲတွေ့ခဲ့တာကိုမြင်တွေ့ရတယ် Rodri ကတော့ညာဘက်ကြီးကိုခဏခဏလာပြီးတော့ကစားနေရမှာမဟုတ်ဒါပေမဲ့သူကဘောလုံးတွေလွတ်တယ်အဲ့တော့ Declan Rice အကြီးအကျယ်ကြောင်ပြောက်ခဲ့တဲ့ပွဲဖြစ်ခဲ့တယ်ဒါဟာ Arsenal ဘောလုံးမရှိတဲ့အချိန်ပေါ့ဘောလုံး Arsenal ရှိနေတဲ့အချိန်မှာကြတော့ Declan Rice နဲ့ Zubimendi ဟာ Rodri တို့ Bernardo Silva တို့လုပ်တယ်လို့မလုပ်နိုင်ခဲ့ဘူးပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့ဘူး formula လည်းမှာပဲနေခဲ့တယ်ဒါကြောင့်မလို့ Arsenal tactical outclass လောက်ခံရပြီးရှုံးနေသွားခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ